ကျွန်တော်ဒီနေ့ပေါ့နော်ဘယ်လိုဟာတာကျွန်တော်ဆွေးနွေးကြလိုက်ဆိုကျွန်တော်တို့ပေါ့နော်ကြည့်နိုင်တယ် let's go အကိုသမင်းမစားနဲ့အကိုရင်အားချောင်းလေးရဲ့ပါဇက်ကြီးနဲ့တဝူကြီးကိုအကိုသမင်းမစားနဲ့ချီပြောင်းစားတိလားနော်ဘယ်လိုအပ်တာရေဆောက်ရှောက်မဝင်နဲ့အကိုတော့လိုအပ်တာအောင်တော့နားလဲလားမောင်မမမတီတားမိမမတီဟိုကမမတီတရားနဲ့ပြတေးတေးစုပ်ဝေပန်းနဲ့ဝေပန်းရေးလေကန်ရေးလာမလို့နဲ့တိလား မင်းပါမင်း ဒီစင်းနဲ့ဒီစင်းပရိုဘိုင်လေးချက်တော့ရှိုးကြီးလေတူတက်က9နှစ်သူ့ကိုလွယ်မှာ1နှစ်ကျွန်တော်က20ကျွန်တော်က73နှစ်နဲ့ယာရီမလာဘူးဖို့ကိုရ73နှစ်နဲ့လင်းယူမယ်ဆိုလဲအဲ့ဒီလင်းကအခုချိန်မှာနည်းနည်းပါလိစဉ်းစားပါနာဘာမဘယ်မှာဘာချွတ်နေလဲလိုက်စပယ်ပြပါခဲ့ကြပါတော့ကြောက်ပြနေမှာလည်းဘာမှမ